ကျွန်တော်တို့ကဟိုဘက်ကတီးဝိုင်းနေပေါ့နော်ဟုတ်ကဲ့ဒူတိတ်ဒူဘစ်ကတာတွေဟုတ်တယ်မပါဘဲနဲ့ငါတို့မြမဆိုင်ကနေပြီးတော့ဟုတ်ဒါပြိတ္တရဲ့နားရဲရောက်အမြန်အောင်ဆိုင်အောင်လို့ဒါဗလာဆိုင်ပုံစံမျိုးနဲ့အခန့်ပေးတာဟုတ်တယ်အဲ့တော့တပ်ပွင့်ညာဒါကဗလာဆိုင်လားဆိုတော့မဟုတ်သေးဘူးဗျဟုတ်သေးပါနားထောင်ကောင်းအောင်လို့အဆိုပိုက်မှာမြူးမြူးကြွကြွလေးနဲ့ဆိုထားတာဆိုပိုက်ကိုမြဲမြဲလေးကြွကြွလေးလှုပ်ထားတာမင်းတို့အလူကြတော့တမျိုးတီးမှာကဲအဲ့တော့တို့ဗလာလူကြတော့ဘယ်လိုတီးတယ်မှတ်ဘယ်လိုတီးနားထောင်ကြည့်တယ်လို့လေဟုတ်
Thank